အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်နန်းချင်ဆက်ရဲ့သူနဲ့တွဲစားဖို့အတွက်ကျွန်တော်အမွင့်စိမ်းလေးကြော်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ခဲညင်ဒီကျက်သွန်ဒီကျက်သွန်ဖြူငရုတ်သီးစိမ်းနန်းနန်းမင်းဇပလင်ရှမ်းနန်းနန်းတို့ကိုကျွန်တော်ချိတ်ဆက်ထည့်ပြီးချိတ်ပြပါမယ်ချိတ်ဆက်ထဲမှာရလာတဲ့ဟာတွေကိုတော့ကျွန်တော်တဲအိုထဲမှာထည့်ပြီးတော့စီတက်ပါမယ်ခင်ဗျာပထမဆုံးငရုတ်သီးမုံထည့်ပါမယ်ပြီးတော့ငမြာကြီးထည့်ပါမယ်ရတာလေးမြည်ကြည့်ပါမယ်စင်ပြေပြီဆိုလို့ရှိရင်တော့ကျွန်တော်ကနန်းတွေကိုစာထည့်မှာဖြစ်ပါတယ်ကနန်းတွေကိုတေချာပြီးမှောက်ထည့်ပါမယ်ပြီးရင်ရေနဲ့ထပ်ဆွတ်ပါမယ်ပြီးရင်အိုးလေးကိုဖုံးအုပ်ထားပါမယ်ခင်ဗျာအဲ့ချိန်မှာကျွန်တော်ပန်းကုတ်ပြီးဇိမ်းကိုကြော်ဖို့အတွက်ကျွန်တော်ပြင်ဆင်ပါမယ်ပြီးရင်ကျက်သွန်ပြူကျက်သွန်နီငတိဇိမ်းတို့ကိုလည်းပြင်ဆင်ထားပါမယ်အိုးလေးစီပူလာပြီဆိုရင်ကျက်သွန်နီကိုရင်စပြီးစီတက်ပါမယ်ပြီးရင်ပန်းမွင့်ဇိမ်းကိုထည့်ပါမယ်ခီယူစီထည့်ပါမယ်ခင်ဗျာပြီးရင်အယောင်လေးအတွက်တော့ကျွန်တော်ပန်းငယ်အမြိုင်လေးကိုအနောက်ကလေးကိုသုံးပါမယ်ပြီးရင်စားထည့်ပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့ငရုတ်ကောင်းထည့်ပါမယ်ခင်ဗျာပြီးရင်ရေလေးနည်းနည်းထည့်မယ်ပြီးလို့ရှိရင်တော့ကနန်းအနှစ်တွေထည့်ပါမယ်အစီလို့လည်းခေါ်ကြပါခင်ဗျာပြီးရင်ကျက်သွန်ဖြူရဲ့ငရုတ်သီးကိုလည်းထည့်ပါမယ်အဲဆိုရင်တော့ပန်းမွင့်စိမ်းကြော်လေးလည်းရရှိသွားပြီဖြစ်ပါတယ်အဲနောက်မှာတခါတည်းကနန်းဟင်းကလည်းအစင်းသင်းဖြစ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်စပြီးတော့ပကံလေးကိုထည့်ပါမယ်ခင်ဗျာစောင့်ထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ပြောခဲ့တာအမှားယွင်းတစ်စုံတစ်ရာများပါသွားရင်လည်းကျွန်တော်နားလည်ပေးကြပါခင်ဗျာI'm